အနန်းတစ်ချက်ကတင်းရဲ့ဘဝတစ်ခုလုံးကိုဆုံးဖြတ်ပေးနိုင်နေဆိုရင်တင်ယုံမလားဟိုင်းနာကဘာမှာတော့ဒါဟာတကယ်အမှန်တရားပါပဲအနန်းခန္ဓာရှာနဲ့လက်တာတွေကတဆင့်သူတို့ရဲ့အဆင့်တန်းကိုသတ်မှတ်ကြပြီးအဲ့ဒီအဆင့်တန်းကပဲဘသူအရင်စားရမလဲဘသူဘယ်နေရာမှာထိုင်ရမလဲဆိုတာကိုပါဆုံးဖြတ်ပေးတာပါဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းကတော့ဟိုင်းနာအုပ်စုတွေကအဆင့်နှိမ့်တဲ့ဒိုကိုဆိုရဲ့ကောင်လေးအကြောင်းပဲဖြစ်ပါတယ်ဟိုင်းနာတွေဟာသူတို့ရဲ့အဆင့်တန်းကိုအမေဖြစ်သူစီကနေအမွေဆက်ခံကြတာပါဒါပေမဲ့ပိုပြီးမြင့်မားတဲ့အဆင့်တစ်ခုရဖို့အတွက်သူတို့အချင်းချင်းအမြဲတမ်းတိုက်ခိုက်လို့ယူလေးရှိကြပါတယ်အုပ်စုရဲ့ခေါင်းဆောင်ကြီးအိမ်မှာမရှိတဲ့အချိန်မှာတော့ဒီအုပ်စုထဲမှာအကွဲပြဲတွေစတင်လာပါတော့တယ်ဒိုကိုရဲ့အဆင့်တန်းနှိမ့်တဲ့အမေဖြစ်သူကတော့ဒါဟာသူတို့အတွက်အခွင့်အရေးကောင်းပဲဆိုပြီးအဆင့်တက်ဖို့စ조사ပါတော့တယ်သူကအခြားဟိုင်းနာတွေကိုစတင်ပြီးအနိုင်ကျင့်ဗိုလ်ကြပြလာပါတယ်ဒိုကိုကတော့အသက်ငယ်သေးတဲ့အတွက်အမေဖြစ်သူရဲ့အဆင့်တန်းပေါ်မှာပဲမိခိုနေရတာပါအမေသာအဆင့်တက်သွားရင်သူလဲလိုက်ပြီးအဆင့်တက်မှာဖြစ်ပါတယ်ဒါကြောင့်ဒိုကိုဟာအမေနောက်ကိုလိုက်ပြီးသူ့ထက်အဆင့်မြင့်တဲ့ကလေးတွေကိုလိုက်ပြီးရန်ရှာပါတော့တယ်ဒါပေမဲ့ဒီကစားပွဲမှာနိုင်ဖို့ဆိုရင်အားကိုးရမယ့်အပေါင်းဖော်တွေလိုအပ်ပါတယ်အာနာဆိုတာလူအင်အားပေါ်မှာမူတည်တာလေးတကယ်လို့ဟိုင်းနာတော်များများကသူတို့ဘက်ကပါဝင်လာမယ်ဆိုရင်လက်ရှိအုပ်စုခေါင်းဆောင်ကိုတောင်ဖြုတ်ချပစ်နိုင်မှာပါသို့တော်လဲသူတို့ရဲ့အစီအစဉ်ကရည်ရလိုဖြစ်မလာခဲ့ပါဘူးဘသူကမှဒီလိုစစ်နေတဲ့တားမီနှစ်ယောက်ရဲ့အနိုင်ကျင့်တာကိုမခံချင်ကြပါဘူးဒိုကိုတို့တားမီဘက်ကရက်တီပေးမဲ့အစားတအုပ်စုလုံးဟာရိုက်ပွဲတက်ပွဲတွေဖြစ်ပြီးဗရန်ပရာတွေဖြစ်ကုန်ကြပါတယ်အာနာသိန်းဖို့စ조사တဲ့တော်လန်ရေးကြီးကတော့လုံးဝကိုကြဆုံးသွားခဲ့ရပါပြီပိုဆိုးတာကအုပ်စုခေါင်းဆောင်ကြီးပြန်ရောက်လာတဲ့အချိန်မှာတော့အားလုံးကချက်ချင်းငြိမ်ကုန်သွားကြပါတယ်အာနာလူဖို့စ조사ခဲ့တဲ့ဒိုကိုတို့တားမီလည်းအမီလေးတွေကုန်ပြီးကြောက်ရွံ့ရိုကျိုးစွာနဲ့ပဲထွက်ပြေးသွားကြရပါတော့တယ်ဇလန်းလေးကတော့ဒါပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်